ရွှေထက်တန်ဖိုးကြီးတဲ့အကျေးခွန်ရှိတဲ့အကျေးခွန်တွေကြောင့်ဒီငါးရဲ့ရေခွန်ကတော့အသားထက်တော့ပိုပြီးအဖိုးတန်တာကြောင့်ရွှေထက်တန်ဖိုးကြီးတဲ့အကျေးခွန်တွေကိုအလွန်ဂရုတစိုက်ခွာယူကြရပါတယ်ကျွန်တော်တို့ပြောနေတာကတော့ကမ္ဘာအကြီးဆုံးရေချိုငါးကြီးဖြစ်တဲ့အရီပီမာအကြောင်းပဲဖြစ်ပါတယ်သူ့ရဲ့ကြီးမားလွန်းတဲ့ခန္ဓာကိုယ်ကြောင့်ဒီငါးကြီးကိုမြစ်ထဲကတင်ကားကြီးလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်ဒါပေမဲ့ဒီငါးမှာအံ့ဩစရာအကောင်းဆုံးချက်ကတော့သူ့ရဲ့အရွယ်စားမဟုတ်ဘဲမယုံနိုင်လောက်အောင်ခိုင်မာလာတဲ့အကျေးခွန်တွေပဲဖြစ်ပါတယ်ဒီအကျေးခွန်တွေကအလိုမာကျောသလိုတစ်ဖက်မှာလည်းပျော်ပြောင်းမှုရှိတာကြောင့်တဘာဝတရားကဖန်တီးပေးထားတဲ့တန်ချက်ကအင်ကြီးလိုမျိုးဖြူမှုပါတယ်သူ့ရဲ့အကျေးခွန်တွေကတော့ရက်ဆက်လာတဲ့ပီယန်ညာငါးတွေရဲ့ခြုံထက်တဲ့သွားတွေကိုဒါမှကမီးချောင်းကြိုက်တာကိုတောင်ခံနိုင်ရရှိပါတယ်မကြာသေးခင်နှစ်တွေအတွင်းမှာတော့တိတ်ပံပညာရှင်တွေကမျိုးဆက်ထက်ကြီးကားရင်ကြီးတွေတုံးလုပ်ဖို့အတွက်ဒီငါးရဲ့အကျေးခွန်တွေကိုအသေးစိတ်လေ့လာနေကြပါတယ်ဒီထူးခြားတဲ့တဘာဝကာကွယ်ရေးစနစ်ကတော့လူသားတွေမပေါ်ပေါက်ခင်နှစ်တန်းပေါင်းများစွာကလေးကဖြစ်တင်လာခဲ့တာပါဒါကြောင့်လဲရီပီမာငါးကြီးကိုတဘာဝတရားရဲ့စင်ကဲဖြစ်စဉ်ကဖန်တီးပေးလိုက်တဲ့အကောင်းဆုံးတန်ချက်ကဒီဇိုင်းတစ်ခုလို့ခေါ်ဆိုကြတာကတော့တိုက်ဆိုင်မှုမဟုတ်ပါဘူး